Hello အားလုံးမင်္ဂလာပါကျွန်တော်ကိုစပါဒီနေ့မှာတော့ကျွန်တော်အင်ဟန်ကန်ကိုရောက်နေဗျအင်ဟန်ကန်ဆိုတာဂျာမနီနိုင်ငံရဲ့ဘီယာကာချာစီးတီးလို့ပြောလို့ရတယ်ဗျမြို့ကတော့အရန်ကျယ်ကြီးတော့မဟုတ်ဘူးဒီရှေးဟောင်းအဆောက်အဦတွေနဲ့ပြည့်နေနေတယ်ကျွန်တော်လည်းဒီလိုက်ပါလေးလာဆက်စုကြည့်လိုက်ရအောင်အင်ဟန်ကန်ဟာဂျာမနီနိုင်ငံရဲ့အနောက်တောင်ပိုင်းမှာရှိတဲ့မြို့လေးတစ်မြို့ဗျအေရီ962ခုနှစ်ကမြို့လေးကိုတည်ခဲ့ကြတယ်ပြီးတော့73ရာစုအချိန်မှာမြို့ဖြစ်တရဝင်သတ်မှတ်ခဲ့ကြတယ်အခုလက်ရှိအချိန်မှာဆိုရင်တော့အင်ဟန်ကန်သို့မဟုတ်ဘီယာကာချာစီးတီးလို့လည်းခေါ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့နာမည်ကြီးဘီယာစက်ရုံ၄ခုတစ်မြို့ထဲမှာရှိတဲ့အပြင်အခြားသောရိုးရာဘီယာပေါင်းများစွာလည်းတွေ့ရတယ်။ဆိုတော့အင်ဟန်ကန်မှာဘာတွေရှိမလဲ။မြို့ကဘယ်လောက်ထိလှပမလဲဆိုတာဆက်ကြည့်လိုက်အောင်။ဒါဈေးလမ်းလေးဗျ။အင်ဟန်ကန်ရောက်အမှတ်တရပစ္စည်းတွေဝယ်လို့ရတယ်။ branded ပစ္စည်းတွေဝယ်လို့ရတယ်။ဖနက်အင်ဂျီအကုန်အစုံရှိတယ်။ရာသီဥတုကတော့ကျွန်တော်ရောက်တဲ့ချိန်မှာအေးတယ်။ပတ်ဝန်းကျင်ကတာရတယ်။ပွဲလန့်တပင်မျိုးတွေဆိုလို့ရှိရင်ကျွန်တော်အခုရိုက်ပြတ်ထားတဲ့နေရာတွေလမ်းတွေလူအပြည့်ပဲဗျရိုးရမျက်နှာဖုံးအဝတ်စားတွေဝတ်စင်လမ်းတွေပေါ်မှာစီတန်းလှည့်လေကြတာပြောစရာကြီးဗျဘီယာလေးတောင်းနေပေါ့ဒါကမြို့ကိုစတဲ့ခဲ့တော့ကတိဆောက်ခဲ့တဲ့မြို့ရိုးဟောင်းဗျရန်သူတွေကိုအပေါ်စီးရလည်းကြီးလို့ရတယ်အခုချိန်မှာသူတို့မဖြို့မဖြတ်ဖဲနဲ့အမှတ်တရနေနဲ့ထားထားတယ်အခုမြင်နေရတဲ့ဘေးတင်းကတော့အင်ဟန်ကန်မြို့ရဲ့ပြတိုက်ပေါ့ဒီရွာဒီမြို့ဘလို့တီလာကြတယ်ဘလို့အဆောက်အဦတွေနဲ့စောက်ခဲ့ကြတယ်ဒီရွာကလူတွေဘာတွေဘလို့အသုံးပြုခဲ့ကြတယ်ဆိုတဲ့ history အကုန်လုံးကိုဒီထဲမှာကြည့်လို့ရတယ်ကျွန်တော်ဒီနေရာမှာဗီဒီယိုလေးရှည်ရှည်လေးပြချင်တယ်။ဘာကိုပြချင်လဲဆိုတော့ဒီရဲ့ပတ်ဝန်းကျင်ဘယ်လောက်ထိတာရတယ်တန်ရှင်းတယ်သူတို့နိုင်ငံဘယ်လောက်ထိစီကန်းရှိလဲဆိုတာပြချင်တယ်။ဒါဆိုနောက်ဖေးလမ်းကြဗျာအမိုက်တွေကစအကုန်ဖောက်မြင်နေအမိုက်ဆိုတာဘိုင်ကိုအမိုက်ဗျာတရွက်6ဟိုရေရောက်ကျန်းပြင်အမိုက်တွေပါမြင်နေရတယ်ဗျာသိလားတန်ရှင်းလက်ဆက်မှုဘယ်လောက်ရှိလဲဆိုတာဆိုတော့ကျွန်တော်ပါပီလေးပါတော့ဒီမှာအချိန်ကို45မိနစ်လောက်ဖြုံးပြီးတော့လမ်းလျှောက်တယ်ပြီးတော့နောက်နေ့အားမရလို့ထပ်သွားတယ်ရှိုးလိုက်ဗျာကောင်းနေအောင်ကြီးอ่ะတိလားကျွတ်စင်ကျွန်တော်တို့ဒီ video effect တွေမှာ Instagram တို့ TikTok တို့မှာတုံးလို့ရတဲ့ effect တွေလို့ပုံစံမျိုးကြီးဖြစ်နေတာဒါသဘာဝเนาะကျွန်တော်ဘာ filter ဘာ effect မှမသုံးတာဘူးတညက်နေထဲမှာပဲအယောင်3မျိုးလောက်မြင်ရတယ်အဝါရောင်အပြရောင်အနီရောင်ကောင်းကင်ကြီးပြီးတော့နောက်နေ့မနက်မှာကျွန်တော်တို့ tower view point ရှိတဲ့ဘက်သွားတယ်အဲဒီ tower view point ကတစ်မျိုးလုံးမြင်ရတယ်တာရတယ်ပတ်ဝန်းကျင်မှာလည်းပန်းခြံတွေရှိတယ် off tone ရာသီစောင်းရွက်ကြရာသီဆိုတော့ရွာဟောင်းတွေကျွေနေတယ်အေးဆေးလေးချေလို့ကောင်းတဲ့နေရာလေးပြီးတော့ညနေဆောင်ကျွန်တော်တို့ပန်းခြံကိုရောက်ဖြစ်ခဲ့ကြရတယ်ချို့တွေကတော့အားကစားတွေလုပ်ပြီးချို့တွေကတော့တီတိုစကားတွေပြောပြီးကန်ရေပြင်ကိုကြည့်နားယူနေကြတယ်ဒီလိုနဲ့ညဘက်ဘီယာကာချာစီးတီးရောက်နေမှာတော့ကျွန်တော်တို့ဘီယာလေး try နေတဲ့စိတ်နဲ့မျိုးတဲကိုသွားတယ်အဲ့မှာဆိုင်ရချက်ပေးတဲ့ဘီယာလက်ဆက်ကိုတောက်ခဲ့ရတယ်အမီးကမူရောစပါးရဲ့ပြီးတော့ရတာမတူတဲ့ဘီယာ၃မျိုးလာချပေးတယ်အဲ့ဒီ၃ခွက်ကို6 euro လောက်ပေးခဲ့ရတယ်ပြီးတော့ကျွန်တော်တို့ညစာစားပြီးပြန်ခဲ့ကြရတယ်အားလုံးကျွန်တော်ဗီဒီယိုအစဆုံးကြည့်ရှုပေးတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတဲ့တင်ဆက်မှုမျိုးတွေနဲ့ပြန်လာခဲ့မယ်။ကျွန်တော်ကို like, subscribe, share လုပ်ဖို့လည်းမမေ့နဲ့။အားလုံး love you. Thank you.